မတူမတန်နဲ့ရုပ်ထုလုပ်ပြီးဂုံပြုခံရလို့တေပင်းနဲ့ကြုံတွေ့မလို့ဖြစ်ခဲ့ရတဲ့ဖြိုးမြတ်အောင်ရဲ့အဖြစ်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီ channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဖြိုးမြတ်အောင်ကတော့ပရိသတ်တွေရဲ့အချစ်ခံရတဲ့အဆိုတော်တရားဖြစ်ပေမဲ့အခုချိန်မှာဝေဖန်ခံနေရပါပြီအဲ့ဒါကတော့သူ့ရဲ့အမှုပညာကြောင့်လည်းမဟုတ်သလိုသူ့ရဲ့ရုပ်ရည်ကြောင့်လည်းမဟုတ်ပါဘူးဖြိုးမြတ်အောင်ကအဆိုပိုင်းမှာပရိသတ်အားပေးမှုကိုအခိုင်အမာရထားသူတယောက်ပါမြန်မာအိုက်တော်ရဲ့ဝိနာဆုရှင်ဖြစ်တဲ့ဖြိုးမြတ်အောင်ကတော့ဂီတလောကမှာလူကြိုက်များပြီးအောင်မြင်နေတဲ့အဆိုတော်တယောက်လည်းဖြစ်ပါတယ်ရုပ်ရည်ကြောင့်လူကြိုက်များပြီးအောင်မြင်နေတာမဟုတ်ပဲတကယ်ရည်ချင်းရှိတဲ့အဆိုတော်တရားမို့ပြိုင်ပွဲမှာနိုင်ရပြီးအောင်မြင်တဲ့အဆိုတော်ဖြစ်ရည်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဖြိုးမြတ်အောင်ကကြုံမချောပေမဲ့မင်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုတခဲနဲ့ရရှိထားတာလည်းဖြစ်ပါတယ်။ရုပ်ချောမအောင်မြင်မယ်ဆိုတဲ့အယူကိုတွန်းလှန်ပြီးပရိသတ်ချစ်ကိုရထားတာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကအောင်မြင်တဲ့အဆိုတော်တရားဖြစ်ခဲ့ပေမဲ့ငွေကြေးပြည့်စုံတဲ့တဲမှာတော့မပါပါဘူး။သူတို့မိသားစုကတာမန်တောသူတောင်သားတွေမို့ဖြိုးမြတ်အောင်ရဲ့အောင်မြင်မှုကိုတော့ဘာထောက်ပံ့မှမပေးနိုင်ခဲ့ကြဘူး။ဖြိုးမြတ်အောင်ကတော့သူ့ရဲ့စူးစမ်းမှုနဲ့ဝင်လာရခဲ့ချိန်မှာတော့ဟင်္သာရမျိုးသူမျိုးသားတွေကဝမ်းသာပျော်ရွှင်ပြီးဂုဏ်ယူမဆုံးဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်ဟင်္သာရမျိုးကဖြိုးမြတ်အောင်ကနာမည်ကြီးပြီးဂုံတက်ရအောင်ဆိုပြီးဖြိုးမြတ်အောင်ရဲ့အိမ်ပြန်ခရီးမှာအလုံးကလိုက်လိုက်လဲကြိုးဆိုခဲ့ကြတာလည်းဖြစ်ပါတယ်ဖြိုးမြတ်အောင်ကတော့မျိုးသူမျိုးသားတွေရဲ့လေးစားချစ်ခင်မှုကိုရခဲ့ပြီးအခုဆိုရင်သူ့ရဲ့ရုပ်ထုကိုထင်ကြပန်းချန်တစ်ခုမှထားဖို့လုပ်နေပါပြီဖြိုးမြတ်အောင်ကသူတို့မျိုးရဲ့နာမည်ကိုတက်အောင်လုပ်ပေးတာကြောင့်ကွန်ပျူတာအနေနဲ့ရုပ်ထုထုပြီးအထင်ကြနေရမှာလူအလုံးကအားချရအောင်ထားဖို့စီစဉ်ထားကြပါတယ်ဖြိုးမြတ်အောင်ကတော့အခုဖြစ်ရဲ့ကြောင့်ဂုဏ်ယူမဆုံးဖြစ်ခဲ့ပေမဲ့လူမသေးခင်ရုပ်ထုထားဖို့လုပ်ခဲ့တာကြောင့်တေပေးတဲ့ကြုံတွေ့ရမလို့တော့ဖြစ်ခဲ့ရပါတယ်ရုပ်ထုထားပြီးဂုံပြူတွေဆိုတာတည်သူတွေကိုလှုပ်တာများပါတယ်။သူတို့ရဲ့ကောင်းတဲ့အချက်တွေကိုနောက်လူတွေကအားစားတူယူရအောင်စံပြအနေနဲ့ထားပေမဲ့ဖြိုးမြတ်အောင်ကတော့အသက်ရှင်ရတဲ့ရုပ်ထုလုပ်ခဲ့တာမို့တေပေးနဲ့ကြုံရတော့မလို့ဖြစ်ပြီးအရန်ကြောင်ရွံ့နေပါပြီ။ဖြိုးမြတ်အောင်ကတော့ရုပ်ထုအတွက်လိုအပ်တာတွေလုပ်ပြီးပြန်လာချိန်မှာမမျှော်လင့်ပဲကားအက်ဆီဒန့်ဖြစ်တော့မဲ့အခြေအနေနဲ့ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။ရုပ်ထုကိစ္စကြောင့်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်ခဲ့ပေမဲ့လမ်းချိုးတနေရာမှာကုန်ကားနဲ့တိုင်းမလို့ဖြစ်ရာကနေအခုထိသွေးပြက်နေခဲ့တာလည်းဖြစ်ပါတယ်။အိမ်ပြန်တဲ့လမ်းမှာပဲကမန်းမသိတဲ့စိုက်ကဲကသူရှေကနေဖြတ်ခဲ့တာမို့ကုန်ကားနဲ့တိုင်းပြီးတော့မဲ့အထိဖြစ်ခဲ့ရတာပါ။သူကားရဲ့စီးတန်းဖြစ်တော့မဲ့နေရာကငကိုကလေးကကားခဏခဏတိုက်လို့လူသိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။အဖေကရုပ်ထုနဲ့ပဲဆိုင်လာမသိပေမဲ့သူကိုယ်ကွယ်နေတဲ့ဖုံဖုံကလည်းသူမပြန်ခင်မှာဖုံကြီးเจ้าမှာပဲလာအိပ်ဖို့3ချိန်လောက်ပြောပေမဲ့ဖြိုးမြတ်အောင်ကနားမထောင်ပဲအိမ်ကိုစွပြန်ခဲ့ပါပဲသူစိတ်ထဲမှာတော့ကားအိတ်စီးတဲ့ရုပ်ထုနဲ့ကပတ်သက်ဆက်နွယ်နေတယ်လို့ထင်နေတာလည်းဖြစ်ပါတယ်သူရှိမှဖြတ်သွားတဲ့စိုက်ကယ်ကလည်းအပြစ်မှာတကယ်မရှိပဲမမြင်ရတဲ့အရာတွေကနောက်ရှက်နေတာဆိုပြီးသူတေပေးနဲ့ကြုံရတဲ့အကြောင်းတွေကိုပရိသတ်တွေသိအောင်ပြပြခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့သူ့ရဲ့အဖြစ်ကိုမတနာရဲ့အပြင်ဝိုင်းပြီးအဖြစ်တင်နေကြပါပြီ။ဟင်္သာရမျိုးရဲ့ဂုံကိုစောင့်နေဆိုပြီးရုပ်ထုထားရအောင်အရင်ကနာမည်ကျော်ခဲ့တဲ့ဟင်္သာရထွန်းရှင်ကိုရောဘယ်နာထားမလဲဆိုပြီးဝေဖန်နေကြပါပြီ။ဟင်္သာရမှာနာမည်ကြီးတွေအများကြီးရှိခဲ့ပေမဲ့ဖြိုးမြတ်အောင်ကိုသာအရေးတယူလောက်တာကိုပရိသတ်တွေကမကြိုက်ဘဲဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ရုပ်ထုလို့ဖို့တေးပေးကြုံတွေ့နေရပေမဲ့သူ့ဘဝကိုတော့တနာမဲ့လူမရှိတဲ့အဖြစ်ပါနော်နာမည်ကြီးတွေကြော်ပြီးအရေးပါခြင်းနေတဲ့ဆိုပြီးပရိသတ်တွေကြားမှာဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်နဲ့ရနာလိုက်ပြစေရှင်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါစီရှင်ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေကြပါစေနော်